ခိုးရပါနာယီဖြင့်တစ်တော်ဆော့ရာမှတောင်ကြီးမြို့ဖျားဖြူရက်ကွက်မှာရှိတဲ့နေအိမ်ဖောက်ထွင်းမှုပေါ်ပေါက်ခဲ့ပါတယ်။ခိုးရပါ MK အမျိုးအစားနာယီအားဝစ်စင်ကတစ်တော်ဆော့ရာမှတောင်ကြီးမြို့ဖျားဖြူရက်ကွက်ရှိနေအိမ်ဖောက်ထွင်းမှုပေါ်ပေါက်ခဲ့ပြီးတရားခံများကိုဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။တောင်ကြီးမြို့ဖျားဖြူရက်ကွက်ပန်းတင်လမ်းမကြီးရှိနေအိမ်တစ်လုံးတွင်မေလ3ရက်နေ့လယ်ပိုင်းကနေအိမ်ဖောက်ထွင်းခိုးယူခံခဲ့ရပြီးရွှေလက်ဝတ်ရတနာများနှင့်လက်ကင်ဖုံးများပျောက်ဆုံးခဲ့သဖြင့်အိမ်ရှင်ဖြစ်သူကတောင်ကြီးနယ်မြေရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ပါတယ်။အဆိုပါဖောက်ထွင်းခိုးယူခံရမှုတွင်ရွှေလက်ဝတ်ရတနာများနှင့်နာယီ၄လုံးဆိုင်ကယ်အုပ်ထုပ်တစ်လုံး Samsung S21 Ultra အမျိုးအစားဖုန်းတစ်လုံး iPhone 8 Plus ဖုန်းတစ်လုံးတို့ပျောက်ဆုံးခဲ့ပါတယ်။အမှုမှတရားခံများအားဖော်ထုတ်ဖမ်းဆီးရမည်ရေးအတွက်ဆောင်ရွက်နေစဉ်မေလ29ရက်နေ့ညနေပိုင်းကမိပိုးတစ်တော်အကောင့်မှခိုးယူခံရသည့် MK မျိုးအစားနာယီအားဝစ်စင်၍တစ်တော်စော်ထားသည်ကိုတွေ့ရှိရသဖြင့်စုံစမ်းခဲ့ရာအဆိုပါနာယီမှာ၎င်း၏ရည်စားဖြစ်သူအေးသာယာမြို့နေရဲနောင်မှခဏပေးဝေး၍တစ်တော်စော်ထားခြင်းဖြစ်ပြီးနာယီမှာရဲနောင်ထံတွင်ရှိနေကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။သို့ဖြစ်၍တောင်ကြီးနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည်တပ်သေးများနှင့်အတူမေလ29ရက်နေ့ညနေပိုင်းတွင်အေးသာယာမြို့နေရဲနောင်၏နေအိမ်အားဝင်ရောက်ရှာဖွေရာ၎င်းအားအသင့်တွေ့ရပြီး၎င်းထံမှအမှုတွင်ပျောက်ဆုံးသွားသည့် iPhone 8 Plus အမျိုးအစားခဲရောင်ဖုန်းတစ်လုံး MK အမျိုးအစားနာယီတစ်လုံးတို့အားသိမ်းဆည်းရမိခဲ့ပါတယ်။ဆက်လက်ပြီးဖမ်းဆီးရမိသူရဲနောင်အားစစ်ဆေးမေးမြန်းချက်အရ၎င်းသည်မိထီလာမြို့နေနန်းအောင်ဝင်းကျော်ခိုင်ထွန်းဇော်ပိုင်တို့နှင့်အတူမေလ3ရက်နေ့နေ့လယ်ပိုင်းတွင်တောင်ကြီးမြို့ဖျားဖြူရက်ကွက်ပန်းတင်လမ်းမကြီးဘေးရှိတကားပိတ်ထားသည့်နေအိမ်တစ်လုံးအားဝင်ရောက်ခါရွှေတဲ့ပစ္စည်းများဖုန်း2လုံးနာယီ3လုံးဆိုင်ကယ်အုပ်ထုပ်တစ်လုံးတို့အားခိုးယူခဲ့ပြီး4ဦးခွဲဝေကာ၎င်းမှ MK အမျိုးအစားနာယီတစ်လုံးနှင့် iPhone 8 Plus ခဲရောင်ဖုန်းတစ်လုံးအားခွဲတမ်းအဖြစ်ရရှိခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။သို့ဖြစ်၍၎င်းနှင့်အတူခိုးမှုကျူးလွန်သူများဖြစ်သောနန်းအောင်ဝင်းကျော်ခိုင်ထွန်းနှင့်ဇော်ပိုင်တို့အားဖမ်းဆီးရမည်အတွက်စုံစမ်းခဲ့ရာမေလ30ရက်နေ့ညနေပိုင်းကအေးသာယာမြို့ကာကြီးကွင်းအနီးတွင်ဇော်ပိုင်ဆိုသူအားဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။အဆိုပါခိုးယူမှုမှဖမ်းဆီးရန်ကြံရှိသောနန်းအောင်ဝင်းနှင့်ကျော်ခိုင်ထွန်းတို့2ဦးအားဖမ်းဆီးရမည်နှင့်နောက်ဆက်တွဲအမှုများကိုဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။